အားလုံးပဲမင်္ဂလာပါပါတီနီကတော့ဒီဇိုင်းဟင်းလေးချက်ပြမှာပါဒီငါးလေးတွေကိုဘယ်လိုခေါ်ကြလဲပါတို့ရွာမှာဆိုရင်ဒီငါးလေးတွေကိုငရက်လို့ခေါ်တယ်ရန်ကုန်မှာကြတော့ပါကြားတလောက်ကတော့ငပြက်လို့ခေါ်တယ်ကြပါတယ်ဒါဆိုလို့ရှိရင်ပါဟင်းချက်ဖို့အတွက်စပြီးပြင်ဆင်ပါမယ်နော်ငရုတ်တီးရလည်းညက်ပြီဆိုတော့ပါစပြီးတော့စီတက်ပါမယ်ဒီလိုမျိုးစီတက်နေတဲ့အထဲမှာပဲပါနနွင်းနဲ့သားလေးကိုလည်းတစ်ခါလေးအရသာတစ်ခါလေးထည့်လိုက်တယ်ဒီလိုမျိုးအနေထားရောက်ပြီဆိုတော့ပါငပြက်လေးကိုထည့်လိုက်တယ်ပြီးရင်တော့ရေလေးနည်းနည်းလေးထည့်ပြီးတော့တည်ထားလိုက်မယ်ပေါ့နော်စီလေးရလည်းပြန်လာပြီရေလေးရလည်းခန်းစားပြလာပြီဆိုလို့ရှိရင်တော့ဒီငါးအတွက်ပေါ့နော်အချင်းတက်ရအောင်လို့ပါမကြီးလေးကိုထည့်လိုက်တယ်ဒီလိုအနေထားအကောင်လိုက်စားမယ်ဆိုလို့ရှိရင်လည်းဒီလိုအနေထားလောက်ဆိုရင်တော့ရပြီနော်ပါကတော့အကောင်လိုက်မစားဘူးရွာမှာချက်တယ်ပေါ့နော်ငရက်အကြည့်ကြောဆိုပြီးတော့အဟင်းလေးကိုပါချက်မှာပါဒါဆိုလို့ရှိရင်ပါငါးလေးကိုစပြီးချေမယ်အမှတကယ်လို့ကိုကအယိုးကြောက်တက်တဲ့သူဆိုရင်တခါလေအယိုးလေးတွေဖယ်လို့ရတယ်ရေတို့ကအယိုးသိမ့်မကြောက်တတ်ဘူးဆိုလို့ရှိရင်တော့ဘာလို့ဟင်းသမင်းစားနေနေပေါ့နော်စားနေနေဖယ်တော့လို့လည်းရပါတယ်မီအေးအေးလေးနဲ့ကြော်ပြီးနော်ဒါဆိုလို့ရှိရင်ငရက်အခြေချော်လေးရပါပြီရှင်